မင်္ဂလာပါ bass guitar ရဲ့ frequency အကြောင်း recording နဲ့ mixing တွေမှာသုံးလေးရှိတဲ့ frequency လျှို့ဝှက်ချက်တွေကိုပြောပြသွားမှာပါ bass guitar ရဲ့ frequency ဆိုတာဘာလဲဘယ်နေရာတွေလဲ musician တွေသိထားတဲ့ bass ရဲ့ frequency area အကြောင်းကိုပြောပြသွားမှာပါတခြင်းတစ်ပုဒ်နားထောင်တဲ့အခါမှာ bass ရဲ့ frequency line area ဘယ်နေရာတွေကအဓိကလဲဆိုတာကိုဒီဗီဒီယိုကိုကြည့်ပြီးသွားရင်သိသွားမှာပါအရင်ဆုံး frequency လို့ပြောရင်ကျွန်တော်တို့လူတွေနားနဲ့ကြားနိုင်တဲ့ frequency က20 Hz ကနေ2000 Hz တမဟုတ်ရင်20 kHz အထိပါအဲ့ဒီထဲမှာ bass guitar frequency က frequency 40ကနေ200အထိက bass guitar ရဲ့ foundation ဝိညာဉ်လို့ပြောလို့ရတယ်လေးကျိုး bass guitar ရဲ့အနှိမ့်ဆုံး E string ရဲ့ frequency က41 Hz ကနေစပါတယ်ဒီ40နဲ့200 Hz area ဟာတခြင်းမှာဆိုရင်လဲ fullness နဲ့ power အတန်ထူးတယ်နဲ့အင်အားကိုဖန်တီးပေးတဲ့နေရာဖြစ်ပါတယ်အထူးသဖြင့်50 Hz နဲ့100 Hz ကြားမှာရှိတဲ့ drum ရဲ့ kick frequency နဲ့အတူရင်ဘတ်ကိုလာထိတဲ့ခံစားချက်ကိုပေးတဲ့နေရာပါဒီနေရာကစီးချက်ပိုင်းရဲ့တောင့်တင်းခိုင်မာဆုံးနေရာလို့လည်းပြောလို့ရတယ် recording လုပ်တဲ့အချိန်မတော်ဆဖြစ်တတ်တဲ့ကိစ္စလေးတွေလည်းပြောချင်ပါတယ်worker line တွေကို mixer မှာ low cut လုပ်ပြီးမှ record လုပ်တယ်တတိမထားမိတဲ့အချိန်မှာအဲ့ဒီ line မှာ bass ပြန်တီးဖြစ်တဲ့အခါ low cut လုပ်ထားတာကိုမ off လိုက်မိဘူးအဲ့ဒီအခါမှာ bass ရဲ့အဓိက foundation frequency ကိုဖြတ်ထုတ်လိုက်လို့ဖြစ်သွားတတ်ပါတယ်ကိုယ့်ဟာကိုအိမ်မှာ bass record လုပ်တဲ့အခါမှာလည်း low cut ကိုမလုပ်ပြီးဖို့အကြံပေးချင်ပါတယ် bass guitar ရဲ့အတောင့်တင်းဆုံးနေရာတွေကိုဖြတ်ထုတ်လိုက်လို့ဖြစ်သွားမှာမလို့ပါ200 Hz ကနေ300 Hz ဒီနေရာက bass ရဲ့ body ကိုယ်ထဲအတန်ကိုညွန်ပြပါတယ်200ဝန်းကျင်ကိုတင်လိုက်ရင် bass တန်ကိုပို့ပြီးကြားရစေပါတယ်ဥပမာ400ကျတော့မာတီလို့ပြောတဲ့အလွယ်ဆုံးပြောရရင်တော့မကောင်းတဲ့အတန်မလိုအပ်တဲ့အတန်ပေါ့ပြီးတော့တခြားသူရိယာတွေနဲ့ရောနှောရှုပ်ထွေးနိုင်တဲ့နေရာမို့လို့ mixing မှာကျတော့ဒီနေရာကိုအများအားလျှော့ထားလေးရှိပါတယ်1000 Hz 1K ကနေ9000 Hz 5K ဒီပတ်ဝန်းကျင်ကတော့ harmonic အပေါ်တန် attack တန်ထွက်တဲ့နေရာပါ finger style နဲ့တီးတဲ့အခါမှာ attack တန်ပေါ်အောင် 1K 2K နေရာကိုနည်းနည်းလေးလိုအပ်သလိုတင်ချလုပ်ပြီးမှချိန်ညှိနိုင်ပါတယ်ဥပမာဒီနေရာမှာ 1K နဲ့ 2K ကြားကိုတင်လိုက်ရင်ထွက်လာမယ့်အတန်ကိုနားထောင်ကြည့်အောင် finger style နဲ့တီးတဲ့အခါမှာ attack ကိုပေါ်အောင် 1K နဲ့ 2K ကိုနည်းနည်းလိုအပ်ရင်အနည်းငယ်တင်ပြီး pick တုံးတဲ့အခါကျတော့တကယ်လို့ attack တန်တအားများနေနည်းနည်းလျှော့ပေးတင်ပါတယ် 3K နဲ့ 5K ဝန်းကျင်ကတော့ string wise တန်ပါဥပမာကျိုးရရဲ့ရွှေ့တဲ့တန်ဒီနေရာကိုရှော့ကြည့်အောင်bass amp တွေရဲ့ equalizer knob တွေဟာလည်းဒီ frequency area တွေကိုပဲအခြေခံပြီးထုတ်လုပ်ကြတာပါဥပမာ Haki amp မှာပါတဲ့ 10 band equalizer ဆိုရင်30 Hz ကနေ 8K ကြားထဲမှာ10 band 2အရေးကြီးတဲ့ point လေးတွေကို10 band equalizer ထုတ်ထားတယ် MHR ကကျတော့32ကနေ 16K အထိထုတ်တယ်အဲ့လို company တစ်ခုနဲ့တစ်ခုအနည်းအကျဉ်းတော့ကွဲပြားပါတယ်ဥပမာ 5 band equalizer ဆိုရင်အရေးကြီးဆုံးဖြစ်တဲ့60ကနေ 4K ကြားထဲကသူအရေးကြီးတဲ့ point လေးတွေကို5 band equalizer အနေနဲ့ထုတ်ထားပါတယ်အနည်းချုပ်အနေနဲ့ပြောရရင် bass guitar ရဲ့အဓိက frequency တွေက40ကနေ200ဝန်းကျင်ကြားဟာ fullness power အတန်ထူးတယ်နဲ့အင်အားကိုဖန်တီးပေးတဲ့နေရာ200နေ300ဝန်းကျင်ဟာ bass ရဲ့ body အတန်ကိုပိုပြီးပေါ်လွင်စေတဲ့နေရာ400ကတော့အသုံးမဝင်တဲ့
မာဒီတန်အဲ့ဒီနေရာကိုလျှော့ထားရမယ့်နေရာ 1K ကနေ 2K အဲ့ဝန်းကျင်ကတော့ harmonic တန် attack တန်တွေထွက်တဲ့နေရာ 2K 3K ကနေ 5K ဝန်းကျင်ကတော့ string ကြိုးတန်တွေထွက်တဲ့နေရာပါကြိုးတန်တွေပေါ်အောင်နည်းသွားအောင်လုပ်လို့ရတဲ့ frequency နေရာပါဒီလောက်ဆိုကိုယ့်ရဲ့ base amp မှာရှိတဲ့ equalizer ကိုယ့်ရဲ့ base guitar မှာရှိတဲ့ low mid high 3နေမှာ brand knob ကဘာအတန်ကိုကိုစားပြုတယ်ကိုယ့်ရဲ့ base 3 color ကိုဘယ်လိုချိန်ရမလဲဆိုတာကိုသဘောပေါက်လောက်ပါပြီနော်ကျွန်တော်ရဲ့ base lesson ကိုအမြဲကြည့်ရှုနိုင်ဖို့အတွက် like share နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင် thank you ပါ